ဒီမှာလေးရက်ကန်ရက်နေတာဖြစ်ပါတယ်ဒါကခေါင်ဆိုအမျိုးသမီးတွေရဲ့အင်ဂျီပိတ်စာဘီယန်တပတ်အလိုမျိုးရက်နေတာဖြစ်ပါလေလို့ဒီမှာအလိုလေးကျိုးစာပန်းစာနဲ့အလိုရက်ပေးတာဖြစ်တယ်ရောက်တဲ့နေရာရောက်တဲ့အရက်မှာကိုရရိုးရမပြောက်မပြက်အောင်ထိန်သိမ့်ပေးပြီးမှအခုလိုရက်ကန်လေးရက်ပေးနေတာဖြစ်ပါတယ်အလိုလေးရက်ပြီးမှအကွက်လေးတွေပို့အလိုရက်ပြီးရင်ဒီလိုလေးအကွက်လေးမှာဒါရက်ပြီးတာဒီလိုလေးအကွက်လေးတွေပို့လာမယ်မတမ်းမကြည့်လို့လှတယ်ဒါကိုကျွန်တော်တို့ဒီအမျိုးသမီးလေးတွေတစ်ပတ်ဖြစ်ကျွန်တော်တို့တုံးပြလို့ရတယ်လို့ဒီပေါ့ဒီအင်ဂျီပိတ်စာနဲ့လည်းပဲကျွန်တော်တို့ဟိုအင်ဂျီလေးချုပ်လို့ရတဲ့အရာဖြစ်ပါလေလို့ဆိုတော့ဒီမှာအိမ်မှာပဲเนาะဒါကိုအိမ်မှာပဲအလိုလေးပဲစူးစားပြီးမှရက်ပေးနေတာဖြစ်ပါလေဒါလေးရက်ပြီးရင်ဆိုနာလို့ဒီလိုမျိုးကွက်လေးတွေဒီလိုမျိုးလေးတွေရလာမှဖြစ်ပါလေဒါကချင်းပြင်းနေပလဲဝမျိုးနေမှာရှိတဲ့ခေါင်ဆိုချင်းအမျိုးသမီးလေးတွေရဲ့တပည့်ရဲ့အင်ဂျီပိတ်စာရဲ့ထပိန်ကြီးအဲ့လိုလက်နဲ့ရက်တဲ့အရာအဲ့လိုလေးရက်ရပါတယ်ဒါပြီးတော့အမတန်မှလှပတဲ့လိုမျိုးရလာမှာဖြစ်ပါလေလို့ဒါရပြီးရင်ကိုကြိုက်တဲ့ပုံစံအင်ဂျီချုပ်လို့ရတယ်တပည့်ရတယ်ထပိန်ကျွန်တော်တို့ချုပ်လို့ရပါပြီ